Hello အမျိုးတို့ရေမုတ်ဖက်တုပ်လေးစားမယ်ရှင်မုတ်ဖက်တုပ်လေးရစီချက်လေးနဲ့နန်းမင်းလေးနဲ့ငရုတ်သီးမုံနဲ့ special ဆွဲပါမယ်ရှင်ကိုအိမ်မှာကိုယ့်ဘက်ကိုလှုပ်ရှားတာဖြစ်လို့လက်အိတ်တွေပိုင်းနဲ့မလှုပ်တော့ဘူးနော်နောက်ပြီးတော့လက်နဲ့ပဲအားရပါရစားလိုက်ပါမယ်လက်ကလည်းလက်သေးအရှိမဟုတ်ပါဘူးရှင်တေချာစီးထားပြီးမှနေတာပါရှင်အရင်စားကောင်းပါရဲ့ရှင်အမျိုးတွေစားကြပါဦးနေ့ပါဓာတ်ကြနေနေမသိဘူးမုတ်ဖက်တုပ်လေးစားကျင်တဲ့စိတ်ဖြစ်နေရတယ်ဘူးတို့တုပ်စားလိုက်တယ်နော်မျိုးအဆက်ကလည်းစားတော့လေနည်းနည်းလေးအဆက်လိုနေတယ်ထပ်ထည့်လိုက်ပါလေနည်းနည်းလေးထပ်ထည့်လိုက်ပါရှင်ကြာနေတယ်ပေါ့နော်ပြန်နေပြီးတော့စားပါတော့မရှင်အမျိုးတို့လည်းစားကြပါအောင်ရှင်တခါတလေအဲ့လိုသူစားရတာအရန်ကိုမှစားကောင်းပါရဲ့ရှင်ကျမကတော့အားရပါရတဲ့ဗီဒီယိုဆွဲနေပါရဲ့ရှင်စားကြပါဦးခါတလေအဲ့လိုလေးလှုပ်ရှားကြည့်နော်အရန်ကိုစားကောင်းပါတယ်ပဲမုတ်လေးကြရင်တော့ပဲမုတ်လေးထည့်ပေါ့နော်အားကြရင်တော့နည်းနည်းလေးစီစီလေးဖြစ်သွားမှာပေါ့နော်ကျမကတော့ပဲမုတ်မကြိုက်လို့ပဲမုတ်မထည့်တော့ပါဘူးစီချက်လေးရဲ့နည်းနည်းလေးရဲ့ငရုတ်သီးမုတ်စားရှုံမုံလေးနဲ့ပဲခုလိုလေးနေပြီးတော့စားလိုက်ပါတယ်ရှင်အရန်ကိုစားကောင်းပါတယ်ရှင်လှုပ်ရှားကြည့်နော်ဘိုင်ဘိုင်